သားတို့သမီးတို့ရေသွားတိုက်ဖို့ရှင်အပေါ့ကျောင်းတက်ဖို့အချိန်ရောက်ပြီရှင်နာရီထိုးပြီးမထားသေးဘူးလားဟေးရှင်နာရီထိုးပြီးကျောင်းသွားရမယ်ဟေးငါသားတို့မနေ့ကညကျောင်းဖွင့်ပြီနော်ဗာလေအပျော်ကြီးလုံပြီးတော့မေ့နေမှာဆိုလို့အဲ့ဒါဆရာမလာပြီးတော့တတိပေးတာဟောဆရာမမနေ့ကညလို့ရှိရင်တော့6နာရီလောက်ထက်ငါသားတို့ကျောင်းခန်းထဲမှာစောင့်နေမယ်နော်ငါသားတို့ကတော့7နာရီလောက်မှလာခဲ့နော်စောင့်နေမယ်နော်ဆရာမစောင့်နေမယ်နော်ဆရာမနဲ့တစ်ထင်းလုံးတွေ့ရမှာဆိုတော့ဆရာမအရန်နေတက်ကြွနေပြီငါသားတို့ရေဆရာမမင်းတို့ရဲ့အတန်းပိုင်းနော်မင်းတို့ရဲ့အတန်းပိုင်းဆိုတော့ဆရာမမနေ့ကညလို့ရှိရင်ကျောင်းမှာအစောကြီးရှိနေမှာဒါပေမဲ့ဆရာမစာအုပ်ကတော့မနေ့ကညတော့ထည့်ခဲ့ပြီဟိုတခြားဆရာမကြီးမတင်လဲဆရာမဝင်တင်မယ်နော်တနေ့ကုန်လုံးဆရာမစာတင်ပေးမယ်နော်ဆရာမတင်ရှာကို9ချိန်လောက်ယူထားပေးမယ်နော်ဟိုစာတင်ကြီး6ချိန်ပဲရှိရအောင်ဆရာမသိတယ်ဒါပေမဲ့ဆရာမ9ချိန်ယူပေးမယ်နော်9ချိန်ယူပေးမယ်ငါသားတို့စာမပြီးမှဆိုလို့ဟိုဟာမနေ့ကညလို့ရှိရင်တော့တခြားဆရာမတွေတော့ဝင်ချင်မှလည်းဝင်မယ်မဝင်ချင်လည်းမဝင်ဘူးဆရာမကတော့ဝင်မယ်ဆရာမနာမည်ကဆရာမဒေါ်မီမီနိုင်ပေါ့နော်ဆရာမနာမည်ကမီနိုင်နော်အဲ့တော့ဆရာမရဲ့ရာဇဝင်ကလေဟိုဆရာမကအတန်းတရက်လုံးဝမရှိဘူး10နှစ်တိတိကိုဆရာမချန်ပီယံစုခူးထားတာနော်အဲ့တော့ဆရာမမိုးကြီးတာတွေလေတိုက်တာတွေကြောင်းပြိုတာတွေလေဟိုဆရာမမလာဘူးဆိုပြီးစိတ်ကူးတွေရေမနေနဲ့ဆရာမအမြဲလာမှာနော်တော်ရနေဆရာမမလာဘူးနေမကောင်း